Plot Fusion ကနေကြိုဆိုပါရစေအကောင်းဆုံးရုပ်ရှင်တွေကိုတင်ဆက်ပေးမှာပါအကောင့်ကိုလည်း like နဲ့ follow လေးလုပ်သွားကြပါဦးကဲစားလိုက်ကြရအောင်မြေအောက်ယထာဘူရာယုံထဲမှာအမျိုးသမီးတစ်ယောက်ဟာဝတ်ထားတဲ့အဝတ်စားတွေကိုဖြည်းဖြည်းချင်းချုပ်ပြီးဖနက်ဘေးမှာတည်သက်စွာပုံထားပါတယ်လီဆာလိုက်စားဟာအဲ့ဒီအမျိုးသမီးရဲ့ထူးဆန်းတဲ့အပြုအမူကြောင့်စိတ်ဝင်စားသွားပြီးဘာလဲဆိုတာသိကျင်တာနဲ့ပုံမြင်ရမယ့်နေရာကိုတိုးသွားကြည့်မိတာပေါ့အဲ့ဒီအချိန်မှာပဲအဲ့ဒီအမျိုးသမီးကလှည့်ကြည့်လိုက်တဲ့အခါလီဆာတယောက်ကြက်တည်တည်သွားခဲ့ပါတယ်ဘာလို့လဲဆိုတော့ရှေ့ကအမျိုးသမီးကသူမနဲ့တပုံစံနဲ့တူနေလိုပါပဲအဲ့ဒီအမျိုးသမီးကတော့လီဆာကိုမြင်ပေမဲ့ဘာမှမဖြစ်သလိုအေးအေးဆေးဆေးပါပဲသူမကမျက်ရည်တွေဝဲလျက်နဲ့လီဆာကိုတစ်ချက်ကြည့်ပြီးတာနဲ့ဝင်လာနေတဲ့ယထာရှိကိုတိုးဝင်သွားပါတော့တယ်လီဆာလည်းရင်ထဲဆိုပြီးစွန့်သွားခဲ့ရတာပေါ့သူမနဲ့တပုံစံလေးတူတဲ့သူတယောက်ရင်းနှင်းစရာကောင်းတော့အောင်အဆုံးစီရင်သွားတာကိုမျက်စိရှိတင်မြင်လိုက်ရတာကိုအနှဲငယ်စိတ်ငြိမ်သွားတဲ့အချိန်ကျမှအဲ့ဒီအမျိုးသမီးခြံထားခဲ့တဲ့တားရည်အိတ်လေးကိုကျမ်းပြင်ပေါ်မှာသတိထားမိပြီးလူတွေယုံရင်းဆန်ခတ်ဖြစ်နေတော့အိတ်ကိုကောက်ယူပြီးဘူတာယုံထဲကနေလူပြက်တဲ့နေရာတစ်ခုစီခက်မြင်မြန်လေးထွက်လာခဲ့လိုက်ပါတယ်အိတ်ထဲကမှတ်ပုံတင်ကိုကြည့်လိုက်တော့မှအဲ့ဒီအမျိုးသမီးနာမည်ကဆာရာဆိုတာသိလိုက်ရတယ်ဒါတင်မကသေးပါဘူးအိတ်ထဲမှာဖုန်းနှလုံးနဲ့တော့တစ်ချောင်းလဲပါသေးတယ်ဒီရှိဝက်ချက်ကိုဖော်ထုတ်ဖို့ဆုံးဖြတ်လိုက်တဲ့လီဆာဟာအကက်မှာပါတဲ့လိပ်စာအတိုင်းသွားရှာပါတော့တယ်အိမ်မှာလူမရှိတာတေချာပြီးဆိုမှအိမ်ထဲကိုလှည့်ပတ်ကြည့်တာပေါ့ဗီဒီယိုထဲမှာအမျိုးသားအဝတ်စားတွေချိတ်ထားတာကိုတွေ့တော့ဒီမျိုးသမီးကသူရေးစားနဲ့အတူနေတာဖြစ်မယ်လို့တွေးလိုက်မိတယ်ပြီးတော့စနေနေ့ကျမှအားလက်ရဲ့ခရီးကပြန်လာမယ်ဆိုတဲ့မှတ်စုတိုလေးကိုလည်းတွေးရသေးတယ်နောက်ထပ်လဲဆာရာရဲ့ဘဏ်အကောင့်ထဲမှာ$85တောင်ရှိနေတာကိုလီဆာသိသွားခဲ့တယ်။အဲ့ဒီပမာဏကဆာရာအတွက်တော့တော်တော်လေးများတဲ့ငွေကြေးပေါ့အဲ့ဒီအချိန်မှာပဲသတင်းထဲကနေယထာတိုက်ခံရတဲ့အမျိုးသမီးကဘသူပဲဝါဖြစ်မှန်းအခုထိမသိရသေးဘူးလို့ကြေညာသွားပါတယ်။ဒါနဲ့ပဲလီဆာကောင်းတဲ့ကိုစွန့်စားစားအကြံတစ်ခုရလာပါတော့တယ်။မူအရာနဲ့စကားပြောပုံတွေကိုလေ့လာတဲ့သပင်ကိုလည်းစာရလိုအယောင်တူဆိုးလိုက်ပြီးလက်မှတ်တူထိုးတာကိုပါလေ့ကျင့်ပါတော့တယ်ပြီးတော့ဘန်ကက်ကိုလည်းတန်လိုက်တဲ့ပြက်ပြေအောင်လုပ်လိုက်သေးတယ်။နောက်ရက်မှာတော့လီဆာကစာရအသွင်နဲ့ဘန်ကိုရောက်သွားခဲ့တာပေါ့တစ်ဖက်မှာလည်းဆာရာရဲ့ရင်းနှီးတဲ့တငယ်ချင်းကျွန်းရောင်ကတော့တေဆုံးသွားတဲ့သူဟာလီဆာဆိုပြီးအလောင်းသွားထုတ်ဖို့ရဲတွေကိုဆက်သွယ်နေခဲ့ပါတယ်ဒါပေမဲ့ဗန်မန်နေဂျာကငွေအမြောက်အများထုတ်ချင်ရင်ကြိုတင်အကြောင်းကြားရမယ်လို့လီဆာကိုပြောပါတယ်အဲ့ဒီအချိန်မှာမန်နေဂျာနောက်ကပရာဟိတစုဖလားကိုလီဆာမြင်သွားပြီးအကွက်ရွှေ့လိုက်တာပေါ့မန်နေဂျာရဲ့နောက်ထပ်ပရာဟိတ project ကိုအလှငွေထည့်မယ်ဆိုပြီးကန့်လန့်လိုက်ပါတယ်မန်နေဂျာလည်းချက်ချင်းသဘောတူလိုက်ပြီးနောက်ရက်ကျရင်ငွေထုတ်ပေးမယ်အပြင်ဘဏ်ကလုံခြုံရေးတစ်တာကိုပါစစ်ဆေးချင်သလားလို့လီဆာကိုမေးပါသေးတယ်လီဆာကတော့ထူးခြားတာတစ်ခုခုတွေ့မလားလို့မျှော်လင့်ခဲ့ပေမဲ့အတွင်းထဲမှာထူးဆန်းတဲ့စာရွက်စာတမ်းချိုပဲရှိနေခဲ့ပါတယ်နောက်ရက်မှာပတ်စံရရင်အားလုံးပြီးသွားပြီလို့သူမတွေးထားတာပေါ့ဒါပေမဲ့အဲ့ဒီညမှာပဲဆာရာရဲ့ရီးစားပေါ်ဖော်ကအိမ်ကိုရုတ်တရက်ကြီးပြန်ရောက်လာပါတယ်ဆာရာနဲ့အနီးကပ်ဆုံးလူနဲ့ရင်ဆိုင်ရတဲ့အခါလီဆာတယောက်အရန်ကိုရင်ခုန်တုံရင်သွားတာပေါ့စကားတွေအများကြီးပြောရင်လူမိသွားနိုင်တာမို့သူမကဘာမှမပြောဘဲနှုတ်ဆက်နေဖို့ပဲရွေးချယ်လိုက်တယ်ဒီလိုနဲ့အဲ့ဒီညကိုမနေ့အသေးတရားရနဲ့ဖြတ်တန်းလိုက်ရတာပေါ့နောက်ရက်မနက်မှာတော့ပေါ်ရဲ့မေးခွန်းတွေကိုရှောင်လွှာပြီးဘန်ကိုအပြေးလွှားသွားခဲ့ပါတယ်မန်နေဂျာရဲ့အကူအညီနဲ့လီဆာတယောက်ငွေသားမြောက်များကိုခက်မြင်မြန်ပဲရရှိခဲ့တယ်ပျော်လွန်းလို့လီဆာလည်းဂျွန်တိုအိမ်စီချက်ချင်းကားမောင်းသွားပြီးဂျွန်နဲ့သူမရဲ့သမီးလေးကိုခေါ်ကားဘဝသစ်စပိုးအဝေးဆုံးကိုထွက်သွားဖို့ပြင်ဆင်ပါတော့တယ်ဒါပေမဲ့ဂျွန်ကအိမ်မှာမရှိပါဘူးစပွဲပေါ်ကသူမကိုယ်တိုင်ရဲ့နာရေးသတင်းကိုမြင်လိုက်ရမှဂျွန်ကသူမအတွက်နာရေးပွဲစီစဉ်နေမှန်းလီဆာသိလိုက်ရတယ်သူမဟာမြစ်တစ်ဖက်ကန်းကနေသူမရဲ့တငယ်ချင်းတွေကသူမအတွက်နာရေးလုပ်ပေးနေတာကိုရက်ကြည့်နေခဲ့ရတာပေါ့